တီယာစလိုကနေကြိုးဆိုပါတယ်အခုကျွန်တော်ပြပြမဲ့ဖြစ်ရကတော့အမရဘူရာမျိုးအောင်ဘက်ကအင်တာနက်တစ်ခုမှနေတိုင်းခဲ့တဲ့တက္ကသိုလ်ကျောင်းသားတစုကြုံခဲ့ရတဲ့တကယ်ဖြစ်ရမှန်တစ်ခုပါလွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းနေအောင်မန္တလေးမှာကျောင်းတက်ရင်အမရဘူရာဘက်ကဈေးသက်သာတဲ့ဒေသအင်တာနက်တစ်ခုမှငားနေခဲ့ကြတယ်အဲ့ဒီအိမ်ကအိမ်နံပါတ်9အိမ်ကတော်တော်ဟောင်းနေပေမဲ့နေလို့ကောင်းပါတယ်ဒါပေမဲ့အိမ်မော်တက်ကဖျားရှင်ဘေးမှာအဝင်းနီနဲ့စီးထားတဲ့မျိုးဟောင်းတစ်လုံးရှိနေတာဗျအိမ်ရှင်ကမောင်ရင်တို့အဲ့ဒီအိုကိုလုံးဝမထီးနဲ့အဝင်းနီကိုလည်းမဖြီးနဲ့လို့တင်းတင်းကြပ်ကြပ်မှားပါတယ်ကျွန်တော်တို့ကတော့နအိုးတွေပါတယ်ဖြစ်မှာပါဆိုပြီးဂီယိုမဆိုင်ခဲ့ဘူးတလားလောက်ကြာမှာတော့ညဘက်ဆိုရင်အိမ်မော်တက်မှာလူတယောက်လမ်းလျှောက်နေတဲ့ခြေစံတွေကိုစကြရတယ်ကျွန်တော်တို့တငယ်ချင်း3အောင်လုံးအောက်ထပ်မှာရှိနေတာတော့အပေါ်ထပ်မှာလူရှိနေသလိုပဲတညမှာတော့ကျွန်တော်တငယ်ချင်းဆိုကြီးကမူမူနဲ့အဲ့ဒီအိုးထဲမှာဘာရှိလဲကြည့်မယ်ကွာဆိုပြီးအဝင်းနီကိုဖြေချလိုက်တယ်အိုးထဲမှာတွေ့ရတာကဟောင်းရမ်းနေတဲ့သပင်တွေနဲ့အတူအယိုးစားချို့ကိုတွေ့ရတယ်အဲ့ဒီညအစားပြီးကျွန်တော်တို့အိတ်လို့မရတော့ဘူးည7:00 နာရီထိုးတာနဲ့အင်ရှိတကားကိုတောက်ဆိုပြီးလာခောက်တယ်တကားဖွင့်ကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့အိမ်ထဲကိုအပြန်အဝင်အိမ်လေမှာသပင်ဖားလာနဲ့အမျိုးသမီးတယောက်ကအိုးကြီးကိုပွေးဖိုက်ပြီးငိုနေတာကိုမြင်ရတာသူမရဲ့ငိုတဲ့ဟာရင်ခွဲမတက်ပဲကျွန်တော်တို့ကြောက်လွန်းလို့အခန်းထဲမှာပဲစိုးရိမ်ကြတယ်ဒါပေမဲ့တကားကိုတင်းခောက်ပြီးငါ့ကိုဘယ်သူဖွင့်တာလဲငါ့ကိုပြန်ပေးဆိုတဲ့အတန်အော်ကြီးနဲ့အော်တော့တာပဲစိုးရိမ်ရဆိုရင်ကြောက်လွန်းလို့သတိတောင်လဲသွားခဲ့တယ်မနေ့လင်းတော့ကျွန်တော်တို့အင်ရှင်ကိုအချိုးချောင်းပြလိုက်တယ်အင်ရှင်ကမျက်နှာပြတ်သွားပြီးအဲ့ဒါဒီအိမ်ရဲ့ပတ်ရှင်ဟောင်းဖွားကြီးပဲသူကသူ့သားသမီးတွေပြစ်ထားလို့ဒီအိမ်မှာပဲအထီးကျန်ပြီးသေးသွားတာသူသေးတော့သူ့ရဲ့ရုပ်ချင်းအချို့ကိုအဲ့ဒီအိုးတွေကိုထည့်ပြီးတင်ထားတာလို့ပြောပြတယ်ကျွန်တော်တို့လည်းအဲ့ဒီနေမှာအိမ်ပြောင်းခဲ့ကြတယ်ဒါပေမဲ့ထူးဆန်းတာကကျွန်တော်တို့ပြောင်းလာတဲ့အိမ်အစ်စ်မှာတော့ညဘက်ဆိုရင်ပိုးအဲအနံ့နဲ့မျိုးသမီးကြီးရဲ့ငိုတံကိုကြားနေရတော့မယ်ဒါကတော့အမရဘူရာမျိုးဟာအိမ်နံပါတ်9မှာကျုံခဲ့ရတဲ့ဖြစ်ရမှန်ပါရှေးအောင်ပစ္စည်းတွေမှာပန်ရှင်ရဲ့ဝိညာဉ်တွေကပ်ပါလာတတ်တဲ့ဆိုတာတကယ်ရှိပါတယ်ပရိသတ်ကြီးရောအိမ်ငားနေနေဒီလိုမျိုးထူးဆန်းတာတွေကြုံမှုလားကျွန်တော်ကြည်လက်ဒေသတွေမှာညနေသကောင်လမ်းလျှောက်ရင်နောက်ကိုလက်မကြည့်နဲ့လို့လူကြီးတွေတားလို့ရှိပါတယ်အဲ့ဒါဟာအကြောင်းမှမဟုတ်ပါဘူးအခုတင်ဆက်ပေးမှာကတော့အညာဘက်ကရော်ဒီယာမှာလူငယ်၄ယောက်ကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ပဲဖြစ်ပါတယ်ကျွန်တော်တကယ်ချင်း၄ယောက်အင်နာရွာကဖျားပွဲကနေည7:00 နာရီကျော်မှာခြေချင်းပြန်လာကြတာလမ်းမှာဟိုပြောဒီပြောစားနောင်ရင်းနဲ့လာကြတာပေါ့ရွာကိုရောက်ဖို့ဆိုရင်ကျုံတော်တုတ်တန်ဆိုတဲ့နေရာဟောင်းတစ်ခုကိုဖျက်ရပါတယ်အဲ့ဒီနေရာနားကိုရောက်တော့ဘဝင်းရင်တစ်ခုလုံးကပုံမှန်ထက်ပိုပြီးတိတ်ဆိတ်နေတယ်ကိုထုံးကရှေးဆုံးကကြော်ကြီးကအလဲမှာကျွန်တော်နဲ့နောက်တစ်ယောက်ကအနောက်မှာပေါ့ကျွန်တော်သတိထားမိတာကနောက်မှာခြေစံတစ်ခုပုံနေတာကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တော့နောက်ဆုံးမှာလိုက်လာတဲ့သူကကြော်ကြီးဖြစ်နေတာအဲ့ကောင်ကြော်ကြီးမင်းဘယ်တော့နောက်ကိုရောက်တော့တာလဲလို့မေးတော့အဲ့ဒီချိန်မှာဘေးကကြော်ကြီးကငါဒီမှာလေးဘာတွေပြောနေရလဲလို့ပြန်ပြောတဲ့အခါမှာအားလုံးကတုံ့နှုတ်သွားကြတယ်ဓာမီနဲ့နောက်ကိုလှည့်ထိုးကြည့်လိုက်တော့အနောက်မှာရက်နေတဲ့သူကကြော်ကြီးနဲ့ပုံစံတူ OSA သပင်ပုံစံအစားအကုန်တူနေတာဒါပေမဲ့သူ့ရဲ့မျက်နှာကတော့အသားရည်အရေပြော်ကြနေသလိုပြားနှမ်းနေတာအဲ့ဒီတယောက်ကကြော်ကြီးရဲ့အတန်တိုင်းပဲငါတယောက်ထက်ပြင်းလို့ပါငါ့ကိုဖော်လုပ်ပေးကြပါလို့ပြောတယ်အဲ့ဒီမှာတင်၄ယောက်လုံးအသက်လူပြီးပြေးရတော့တာပဲပြေးနေနေကိုထုံးကဓာမီနဲ့နောက်ကိုပြန်လှည့်ထိုးကြည့်လိုက်တော့အဲ့ဒီဝိညာဉ်ကလေးဘက်ထောက်ပြီးကျွန်တော်နောက်ကိုအချိန်နဲ့လိုက်လာတာကိုမြင်လိုက်ရတယ်နောက်ပိုင်းမှာသိရတာကအဲ့ဒီနေ့လေကတည်းကအဲ့ဒီတုတ်တန်မှာမြုပ်လိုက်တဲ့လူငယ်တယောက်ကကြော်ကြီးနဲ့ရုပ်ချင်းတားဆင်တာဗျသူကမသိခင်မှာအဖော်မင်းတဲ့လူတယောက်ဖြစ်သလိုတယောက်တည်းမသွားခြင်းလို့သူ့ပုံစံနဲ့တူတဲ့ကြော်ကြီးကိုအဖော်ညှိပြီးလိုက်ခေါ်တာလို့ရွာလူကြီးတွေကယူဆကြပါတယ်ကျွန်တော်တို့တငယ်ချင်းတွေရွာထဲရောက်ပြီးအိမ်ထဲဝင်တဲ့အထိအဲ့ဒီဝိညာဉ်ဟာအင်ရှိရနေအတင်းဝင်မှုစူးစမ်းခဲ့ပါသေးတယ်ဒါကမျက်စိမှောက်တာမဟုတ်ပဲကျွန်တော်တို့၄ယောက်စလုံးတပြိုင်တည်းမြင်ခဲ့ရတဲ့သဘာဝလုံးဖြစ်ရပါဒီနေ့ထိကြော်ကြီးကညာဘက်ဆိုရင်အပြင်ကိုတယောက်တည်းလုံးဝမထွက်ရတော့ပါဘူးလူကြီးမင်းတို့ကြုံတွေ့ရတဲ့ပြဿနာတွေရှိရင်လည်းလာရောက်ပြီးပေးပို့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်